Australia နိုင်ငံကဘာကြောင့်အရန်လူရှင်းနေတယ်လို့ဖြစ်နေလဲဆိုတာတင်သိကြလားလူဦးရေအများစုဟာ Australia ရဲ့အရှိတ်ကမ်းရိုးတန်းတစ်လောက်မှာပဲစုပေါင်းနေထိုင်ကြပါတယ်ညအချိန်ဂျောတုပုံရိပ်တွေကိုကြည့်လိုက်ရင်နိုင်ငံတစ်ခုလုံးရဲ့မြေဧရိယာအများစုကအမှောင်ထဲမှာပဲတွေ့ရပါတယ်တကယ်တမ်းတော့မီးလင်းနေတဲ့ဒေသဟာမြေဧရိယာရဲ့9%လောက်ပဲရှိပါတယ်ဒါဆိုကျန်တဲ့95%မှာဘာကြောင့်လူနေနေရတာလဲအကြောင်းရင်းအဓိကကတော့ Australia ရဲ့အလဲပိုင်းအများစုဟာတဲကန်ဒရာဒေသတွေဖြစ်နေတာကြောင့်ပါနိုင်ငံရဲ့မြေပြင်80%လောက်ကအလွန်ပူပြင်းပြီးမောရေမလုံလောက်တဲ့ဒေသတွေဖြစ်ပါတယ်ဒီလိုဒေသကြီးကို Outback လို့ခေါ်ကြပါတယ်ဒီနေရာတွေမှာရေအရင်အမေရှားပါပြီးအပူချိန်လည်းအလွန်ပြင်းထန်ပါတယ်ဒါကြောင့်လူနေထိုင်ဖို့စိုက်ပျိုးရေးလုပ်ဖို့အလွန်အခက်အခဲများပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကတော့ Australia အရှေ့ဘက်တလားမှာတန်းတန်းမတ်မတ်ဆန့်ကျင်ထားတဲ့ Great Dividing Range တောင်တန်းကြီးကြောင့်ပါဒီတောင်တန်းကြီးကပင်လယ်ဘက်ကလာတဲ့ဆိုးဆွတ်တဲ့လီထူးတွေကိုအတွင်းပိုင်းအထိမဝင်ရောက်နိုင်အောင်တားဆီးထားပါတယ်အဲ့ဒါကြောင့်အလဲပိုင်းဒေသတွေမှာမောနယ်ရေအခက်အခဲရှိပြီးရာသီဥတုလည်းကြမ်းတမ်းနေတာပါဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့အရှိဘက်ကမ်းရိုးတန်းဒေသတွေမှာတော့မောရေပိုးများပြီးမြေတိုးစာကောင်းပါတယ်ပင်လယ်နားနီးတဲ့အတွက်ကုန်းသွယ်ရေးစိတ်ကမ်းလုပ်ငန်းကမ်းခြေခရီးသွားလုပ်ငန်းတွေပါအားကောင်းစွာဖွံ့ဖြိုးလာနိုင်ပါတယ်ဒါကြောင့်ပဲဆင်နီမဲလ်ဘုန်းဘရစ်စပိန်နဲ့ကမ်ဘေရာလိုမြို့ကြီးတွေဟာအားလုံးနီးပါအရှိဘက်ဒေသမှာပဲစုပေါင်းတည်ရှိနေကြတာဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗဟုသုတဗီဒီယိုတွေကိုမလွတ်အောင်ကြည့်ချင်ရင်ကျွန်တော် channel ကို like and subscribe လုပ်ဖို့မမေ့နဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်